ပြီးခဲ့တဲ့အပိုင်းမှာဝင်ပလီသားရဲ့နဲ့ဂျင်းဦးတို့ထိတ်တိုက်တွေ့နေကြတာပါဝင်ပလီကခုံအောင်လိုက်ပေမဲ့ဒီခါမှာတော့ဂျင်းဦးခုံချောင်နိုင်လိုက်ပါတယ်အဲ့အပြင်သူ့ခန္ဓာကိုယ်ကခါတိုင်းထက်ထူးခြားခြားပေါ်ပါသွက်လက်နေပြီးဝင်ပလီကိုလည်းလက်နဲ့မပါပဲလက်ပလာနဲ့ထိုးနိုင်လိုက်တာမို့ဂျင်းဦးအံ့ဩနေပါတယ်ဝင်ပလီကလက်သီးနဲ့ထိုးရလောက်နဲ့မနိုင်တာမို့မော်ဆန်းပါတဲ့လက်နဲ့ရှိရင်ကောင်းမယ်လို့ဂျင်းဦးတွေးနေရင်သူ့မှာတူလောင်ယုံနဲ့လက်နဲ့တိုက်ရှိတာကိုဂျင်းဦးတတိယသွားပါတယ်ဒါနဲ့ဂျင်းဦးလည်းလက်နဲ့တိုက်ကိုဖွင့်ပြီးအဲ့ထဲရလာတဲ့မော်သားနဲ့ဝင်ပလီကိုခုတ်တက်နိုင်လိုက်ပါတယ်ဝင်ပလီကိုတက်နိုင်လိုက်တာနဲ့ဒိုင်ယန်ရထားရလည်းတက်တာသွားပါတယ်အဲ့ချိန်မှာပဲနောက်ထပ်ဝင်ပလီနှကောင်ထပ်ရောက်လာပြီးသူ့ကိုတိုက်ခိုက်ပါတယ်ပထမတစ်ကောင်ကိုတက်လိုက်တဲ့အခါနောက်တစ်ကောင်ကဂျင်းဦးကိုမတိုက်တော့ပဲထွက်ပြေးသွားပါတယ်ဂျင်းဦးလည်းတိုက်ခိုက်ရတာပင်မဲ့လို့နားနေရင်စခရင်ရဲ့အစာတွေကိုလိုက်ဖက်ကြည့်နေပါတယ်စာရေးလိုက်ဖက်ကြည့်ရင်သူ level 1ကနေ level 2တက်သွားတာကိုဂျင်းဦးတွေးလိုက်ရပါတယ်နေ့စဉ်တာဝန်တွေလုပ်တော့က level မတက်ပဲအခုမှ level တက်တာမို့အခုကတကယ်တိုက်ပွဲမို့ level တက်တာဖြစ်မယ်ဆိုပြီးဂျင်းဦးတွေးမိလိုက်ပါတယ်ဒါအပြင်သူ့ရဲ့စွမ်းရည်၅ဦးလုံးတမက်စီတိုးလာတာမို့တကယ်တိုက်ပွဲတွေက level တက်တာပုံများစေမယ်ဆိုတာသဘောပေါက်သွားပါတယ်ခုနကသူ့ခန္ဓာကိုယ်ပြေဝပြန်ကောင်းလာတာ level တက်လို့ဖြစ်မယ်ဆိုတာလည်းနားလည်လိုက်ပါတယ်အဲ့နောက်သူတတ်ထားလို့တင်နေတဲ့ဝင်ပလီစီသွားပြီးရောင်းစားဖို့မော်ဝင်ကြောင်မြဲရမလားသွားရှာပါတယ်မော်ဝင်ကြောက်တော့မရပဲဝင်ပလီအဆွဲရကြောင်းသူ့စကရင်မှာပေါ်လာပါတယ်သူလည်းဈေးဆိုင်နဲ့ဝင်ပြီးဘာဝယ်ရရှိလဲဝင်ရှာပေမဲ့သူ့ level နဲ့ဘာမှဝယ်မရသေးတာတွေ့လိုက်ရပါတယ်ရောင်းလို့ရတဲ့အရာတွေရှိလာကြည့်တဲ့အခါမှာတော့သူရထားတဲ့ဝင်ပလီဆွဲကရောင်းလို့ရပြီးရောင်းလိုက်တဲ့အခါရွှေပြား20ရလိုက်ပါတယ်အဲ့နောက်တော့ဒီတိုင်ယုံနဲ့အထွက်ဖို့ဘော့ကိုတက်တာဒါမှမဟုတ်နေရာပြောင်းကြောက်တုံးရှာရမှာမို့အဲ့ဒါလုပ်ဖို့ပြင်ပါတယ်အဲ့အချိန်မှာပဲခုနကပြန်ပြေးသွားတဲ့ဝင်ပလီကတခြားဝင်ပလီတွေနဲ့အတူပြန်ရောက်လာပါတယ်တကယ်တော့ဝင်ပလီကကြောက်လို့ပြေးတာမဟုတ်ပဲသူ့ဖော်တွေကိုသွားခေါ်တာပါဂျုံလည်းအရင်ကသူ့ရဲ့အားအနည်းဆုံးဟန်တာဆိုတဲ့ဘဝအမေစေးဖို့မနှဲရှာရတဲ့ဘဝနဲ့တေမလို့ဖြစ်ခဲ့ရတဲ့ဘဝကိုပြန်တွေးမိလိုက်ပါတယ်ဒါကြောင့်သူတမလာဖို့တိုက်ခိုက်မှဖြစ်မယ်လို့တွေးပြီးဝင်ပလီတွေနဲ့ထိတ်တိုက်ရင်ဆိုင်มาတော့တယ်တားရဲတွေကိုတကောင်ပြီးတကောင်တက်ရင်သူ့ရဲ့ level တွေလည်းတက်လာပါတယ်ဝင်ပလီတွေအကုန်တက်ပြီးတဲ့အခါမှာတော့သူ့ရဲ့ game screen ထဲမှာဝင်ပလီသက်သမားဆိုတဲ့ဂုံပုတ်ကိုရလိုက်ပါတယ်တားရဲတွေကိုတက်နိုင်လိုက်ပေမဲ့သူသုံးနေတဲ့ဓာတ်ကလည်းပျက်စီးလူနေပါဖြစ်သွားပါတယ်စုအနေနဲ့ကတော့ဝင်ပလီအဆွဲ34ချောင်းနဲ့တခြားအတူထွားပစ္စည်းတွေအပြင်နေရာပြောင်းကြောက်တုံးကိုပါရယူနိုင်လိုက်ပါတယ်နေရာပြောင်းကြောက်ရပြီမို့သူဒီထက်ကထွက်သွားခြင်းထွက်သွားလို့ရပြီဖြစ်ပါတယ်ဒါပေမဲ့ဂျင်းဦးကတော့နောက်ထပ်သူ့ကိုအခုလိုပိုတန်မာလာသေးမဲ့ခွင့်ရေးဆိုတာဘယ်ချိန်မှထက်လာမယ်မသိတာမို့ရှစ်ဆက်သွားဖို့ပဲရွေးချယ်လိုက်ပါတယ်အတန်အနေရှိလာရင်လည်းနေရာပြောင်းကြောက်တုံးကိုချက်ချင်းသုံးပြီးထွက်လိုက်မယ်လို့တွေးထားလိုက်ပါတယ်တစ်ဖက်မှာလည်းဂျိုကြီးကဂိတ်တစ်ခုကျိုးပေါက်လို့သွားပိတ်ဖို့အတွက်ကုသသူလိုလန့်ခေါ်ခံနေရပါတယ်ဂျိုကြီးကမလုတ်ချင်ပေမဲ့အခြေအနေကရေးပေါ်ဖြစ်ပြီးသူရောက်နေတဲ့နေရာတွေလည်းနီးတာမို့သွားကူဖို့ပြင်ပါတယ်ဂိတ်ထဲမှာတော့ဂျင်းဦးကတွေးသမျှသားရဲတွေကိုလိုက်တက်နေပါတယ်level လည်းတစင်ပြီးတစင်တက်နေတာမို့မော်သားရဲတက်ရတာသူ့အတွက်ပိုပြီးလွယ်ကူလာနေပါတယ်မော်သားရဲတွေကလည်းနှိမ့်တက်မှာပေါ်တဲ့အယောင်လိုက်တန်မာမှုကွာကြပါတယ်အဖြူအောင်နာမည်တွေကအားအနည်းဆုံးဖြစ်ပြီးအယောင်ရင့်လာလေပိုတန်မာတဲ့အကောင်ဖြစ်လာလေပါဂိတ်ထဲစဝင်တော့ကဝင်ပလီသားရဲရဲ့နာမည်ကိုအနီအောင်နဲ့မြင်ရပေမဲ့အခုတော့ဖြူအောင်နဲ့မြင်နေရပြီဖြစ်ပါတယ်ဆိုလိုတာကသူ level တက်လာပြီးပိုတန်မာလာတဲ့အတွက်စဝင်တော့ကခတ်တဲ့ကောင်တွေကအခုတော့သူ့အတွက်တက်ရလွယ်ကူတဲ့အကောင်တွေဖြစ်နေပြီဖြစ်ပါတယ်ဂျင်းဦးလည်းမြေအောက်ထဲကိုဆက်ဆင်လာခဲ့ရင်ဘောဖြစ်တဲ့မော်သားရဲကိုရှာပါတယ်ရှာနေရင်ဘောဖြစ်တဲ့ကောင်အလက်ဝက်တိုက်တာခံလိုက်ရပြီးဓာကျိုးသွားပါတယ်ဒီတိုင်ယုံရဲ့ဘောကတော့အေယာမွေကြီးတကောင်ဖြစ်ပါတယ်သူတန်မာလာပေမဲ့ဘောဖြစ်တဲ့မွေကြီးရဲ့နာမည်ကိုလိန်မော်ရောင်နဲ့မြင်နေရတာမို့ဒီမွေကသူ့ထက်ပိုတန်မာတဲ့ကောင်ဆိုတာဂျင်းဦးနားလည်လိုက်ပါတယ်ဒါကလည်းကျိုးသွားတယ်လို့မွေကြီးရဲ့အကျွေးကုန်တွေကလည်းဓာမတိုးနိုင်လောက်တာမို့ဘာလို့ရမလဲစဉ်းစားရကြက်နေပါတယ်မထူးတဲ့အစုံဓာကျိုးနဲ့ပဲမွေကြီးကိုတိုက်ခိုက်ပါတယ်သူထင်တဲ့အတိုင်းပဲမွေကြီးရဲ့အကျေးကောင်ကဓာမတိုးတဲ့အထိမာနေပါတယ်မွေကြီးရဲ့တိုက်ခိုက်မှုတွေကိုအသေးလဲခံနေရတဲ့အတွက်ဂျင်းဦးကအားနဲလုံးနဲ့သူ့ကိုယ်သူအပြစ်တင်နေပါတယ်အားနဲလို့သူတစ်ခါသေးခဲ့ရတဲ့ဖះเจ้าဖြစ်ပျက်ကိုပြန်သတိရပြီးအားနဲတဲ့သူတွေအတွက်ဒီကဘာနေရာမရှိတဲ့နားလည်လိုက်ပါတယ်အဲ့နောက်ဂျင်းဦးကတခြားသူတယောက်လိုဖြစ်သွားပြီးသူကြုံခဲ့ရတဲ့ရုပ်ထုကြီးနဲ့ရှင်ရင်ဒီမွေလောက်ကဘာကောင်းမှမဟုတ်ဘူးဆိုတဲ့စိတ်နဲ့တိုက်ခိုက်ပါတော့တယ်မွေရဲ့ခန္ဓာကိုယ်ပေါ်ကျိုးနေတဲ့ဓာတ်နဲ့ရအောင်တက်ပြီးအပေါ်တစ်ချက်ခုန်လိုက်ကသူ့ကိုစားဖို့လုပ်နေတဲ့မွေရဲ့ level နဲ့ရအောင်သွားပါတယ်အဲနောက်မွေရဲ့အခြေကုံကိုလက်ပလာနဲ့ထိုးခွဲပြီး level ပြတ်အောင်လုပ်ကတက်ပစ်လိုက်ပါတယ်မွေသားရဲ့ကိုတက်နိုင်လိုက်တာမို့ဂျင်းဦးလည်း level တွေအများကြီးတက်သွားပါတယ်မော်လက်နက်နဲ့တခြားပစ္စည်းကောင်းတွေလည်းအများကြီးရလိုက်သေးတာမို့ဂျင်းဦးကျေနပ်နေပါတယ်ဂျင်းဦးရလာတဲ့လက်နက်ကစီအဆင့်လက်နက်ဖြစ်ပြီးသူ့ရဲ့တိုက်ခိုက်မှုစွမ်းရည်ကိုတိုးတဲ့အဖက်ပါပါတယ်လွယ်လွယ်ပြောရရင်ကျွန်တော်တို့စော့နေတဲ့ game တွေထဲမှာဘယ် item ထည့်ရင် damage ဘယ်လောက်ရာခိုင်နှုန်းတိုးမယ်ဆိုတဲ့သဘောတရားမျိုးဖြစ်ပါတယ်အဲ့လက်နက်အပြင်အစင်းအစိတ်ပလင်းတပလင်းလည်းရလိုက်ပါသေးတယ်အဲ့နောက်တော့ဘောကိုတတ်နိုင်တဲ့အတွက်မြေအောင်စကန်မူလပုံစံအတိုင်းပြန်ဖြစ်ပါတော့မယ်ဆိုတဲ့တတိပေးတာနဲ့အတူဂျင်းဦးလည်းမူလကဘာကိုပြန်ရောက်လာပါတယ်
ဂျင်းဦးလည်းသူ့တားကျိုးလေးကိုကင်ပြီးမြောက်ဘူရာယုံကနေထွက်လာခဲ့ပါတယ်သူဘူရာယုံကထွက်လာတဲ့အခါလမ်းပေါ်မှာလူတစ်ယောက်မှရှိမနေတာကိုသတိထားမိလိုက်ပါတယ်အဲ့အချိန်မှာပဲသူ့နားကိုစစ်သားတစ်ယောက်ရောက်လာပြီးသူရောက်နေတဲ့ဧရိယာကဒိုင်ယွန်းတစ်ခုကျိုးပေါက်နေတာမို့လူတွေရှောင်နေကြဖို့ကြေညာချက်ထုတ်ထားတဲ့နေရာဖြစ်ကြောင်းပြောပါတယ်စစ်သားကဂျင်းဦးလက်ထက်ကဓာတ်ကိုမြင်ပြီးဟန်တာလားလို့မေးကဒိုင်ယွန်းကူပိတ်ဖို့လွှတ်လိုက်တဲ့ဟန်တာထင်ပြီးဒိုင်ယွန်းကျိုးပေါက်တဲ့နေရာကိုခေါ်သွားပါတယ်ဂျင်းဦးလည်းရောင်ချာချာနဲ့လိုက်သွားရင်ဒိုင်ယွန်းကျိုးပေါက်ပြီးထွက်လာတဲ့မော်သားရဲကြီးကိုဟန်တာတွေဝိုင်းတိုက်ခိုက်နေတဲ့နေရာစီရောက်လာပါတယ်တိုက်ခိုက်နေတဲ့နေရာကိုစစ်သားတွေကစောင့်ကြပ်နေပြီးတာမန်လူတွေကတော့ဖုန်းနဲ့ဗီဒီယိုရိုက်ရင်ဝိုင်းကြည့်နေကြပါတယ်တိုက်ခိုက်နေတဲ့အဖွဲ့ကအရေးကြီးကောက်ခံရင်ကဖွဲ့ထားရတဲ့အဖွဲ့မို့တိုက်ခိုက်တာအတွဲမညီကြပဲမော်သားရဲကြီးကိုမနိုင်ဘူးဖြစ်နေပါတယ်အဲ့ဒီအဖွဲ့ထဲမှာဂျိုကြီးကိုတွေးလိုက်ရတာမို့ဂျင်းဦးလည်းစိုးရိမ်သွားပါတယ်ဂျိုကြီးကတော့သူ့ရဲ့စိတ်ဓာတ်ကပျောက်သေးပုံမရပဲဒဏ်ရာရတဲ့သူတွေကိုကုသမပေးပဲငုတ်တုံမိနေလို့အငေါက်ခံနေရပါတယ်မော်သားရဲကခုခံမှုကောင်းတာမို့လက်ရှိအဖွဲ့ကဘလို့မှမချနိုင်ပဲဖြစ်နေပါတယ်ဂျင်းဦးလည်းဂျိုကြီးအတွက်ရောသူ့ကိုယ်သူဘလောက်တန်မာနေပြီလဲစမ်းကျင်လို့ရောမော်သားရဲတစ်ဖက်လှုပ်နေတာကိုကူညီပြီးဖျက်ချပေးဖို့လုပ်ပါတယ်သူ့လက်ရှိအခြေအနေကလူသိခံလို့မရသေးတာကြောင့်လူအုပ်ရဲ့နောက်ကနေပဲသူ့လက်ထဲကဓာကြိုးနဲ့အားကုန်ပြစ်ထည့်လိုက်ပြီးမော်သားရဲ့ကာကွယ်မှုကိုကျိုးပြအောင်လုပ်ပေးလိုက်ပါတယ်။ကာကွယ်ကျိုးပြသွားပြီးမို့တိုက်ခိုက်နေတဲ့ဟန်တာရဲ့လည်းမော်သားရဲ့ကိုတုတ်တင်နိုင်လိုက်ပါတယ်။ဂျင်းဦးလည်းကူညီရရှိတာကူညီပြီးပြီမို့သူ့ကိုလူသိမခံခြင်းတဲ့အတွက်မောင်နေတဲ့တိုက်ရရတဲ့ဝင်ခဲ့လိုက်ပါတယ်။ဂျိုကြီးကလည်းဂျင်းဦးကိုမြင်လိုက်တယ်လို့ခံစားရလို့ဟိုဒီလိုက်ရှာကြည့်နေပါတယ်။ဒါကတော့ Solo Leveling စီဇန်1အပိုင်းလေးဖြစ်ပါတယ်။နောက်တစ်ပိုင်းကိုနောက်နေ့မှတင်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ရသေးရင်လုပ်ခဲ့ကြဖို့တောင်းဆိုပါရခင်ဗျာ။